ဥပုံနေ့ဒါနေရုနေ့မြတ်ခေါ်နော် မှန်ပါဗျာ တို့ဗုဒ္ဓဘာသာတို့ဤတန်ဖိုးထားရာနေ့ရဲ့ဒီလိုမှတ်တာနော် မှန်ပါဗျာ ဗုဒ္ဓဘာသာတို့ရဲ့ဥပုံနေ့တန်ဖိုးထားတဲ့နေ့ဒီနေ့ကိုတို့သူတော်ကောင်းပေါင်းတွေရောက်ပြီးတော့ဘူပါသီလဆောက်တည်ကြသည်ဘယ်နှမလဲ ကိုပါပါဗျာ အဲ့ဒီဘူပါသီလဆောက်တည်ကြတဲ့တို့သူတော်ကောင်းတို့သည်ဘူပါသီလဆောက်တည်တဲ့ဆိုတာဥပုပ်ကိုစောက်တာလွယ်လွယ်နဲ့စောက်နေတာမဟုတ်ဘူးအတိနဲ့ရှင်ပြီးတော့ညာဦးရှိပြီးတော့ဥပုပ်စောက်ကြတာနော် မှန်ပါဗျာ ဘောပေါ်လေးစောက်နေတာမဟုတ်ဘူးတဲ့အတိနဲ့ဥသိညာဦးသိပြီးတော့ဥပုပ်စောက်ဒါလိုအတိနဲ့ညာနဲ့ဥသိပြီးဥပုပ်စောက်တော့ဒီဥပုပ်ကတာဖို့မကြည့်ဘူးလား ရှိပါလေဗျာ ဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကသီလစောင့်တည်တဲ့နေရာမှာတော့ဝိဝဒ္ဒနေတိတသီလဖြစ်အောင်စောင့်တည်တဲ့။ဘာသီလတို့ ဘုရားလေးတိတာပါဗျာ ဝိဝဒ္ဒနေတိတသီလယောသာ ဘုရားလေးတိတာတော်တာပါဗျာ ဝတ်ကိုပြည့်စုံနိုင်သောသီလဟုတ်သလား မှန်ပါဗျာ ဝိုးကိုပြည့်စုံနိုင်သောသီလဖြစ်ဖို့အတွက်ဘုန်းကြီးတို့ပြိဿအရေးမကြီးဘူးလား ရှိပါလေဗျာ ဒီနေ့သောက်တည်လိုက်တဲ့သီလကိုအခြေခံပြီးတော့မိမိတို့အသိကလေးကဝိုးကိုပြည့်စုံနိုင်တဲ့သီလဖြစ်ဖို့မလိုလားလို့လား လိုပါလေဗျာ ဒီတော့ဝိုးကိုပြည့်စုံနိုင်တဲ့သီလကိုအောင်မလို့သောက်တည်မလဲဘလို့ကျင့်သုံးမလဲဘုန်းကြီးတို့ပြိဿရဲ့ဘာလို့စီရမလဲပြောလိုက်ညာဘာလို့စီရမလဲ ဉာဏ်ဦးသိရပါပါဗျာ ညာဥသိရမယ်ဆိုတော့ဒီနေ့ဥပုသ်သီလလာစောက်တည်တာတို့သူတော်ကောင်းတွေညာဥစီပါဘလို့ဥစီလဲခန္ဓာ၅ပါးရနေပါသည်ပြောတာ ခန္ဓာ၅ပါးရနေပါလေဗျာ တို့တရားနာနေတဲ့ပရိသတ်ကိုဒီပလင်မောကဘုန်းကြီးခန္ဓာဘယ်နှပါလဲ ၅ပါးပါဗျာ အဲ့ဒီခန္ဓာ၅ပါးရနေပြီဆိုလို့ရင်တို့ပရိသတ်ဒီခန္ဓာ၅ပါးရနေသည့်အတွက်ကြောင့်ကဲဘယ်ပြေးမလဲ ပြည့်ရရှိပါဦးဗျာ ဘယ်ပုံးမလဲဘယ်မှပြေးလို့မရပုံးလို့မရဘာတွေပြည့်တွေ့ကြုံကအနိစ္စဒုက္ခအနတ္တတွေ့ပြီနော် ပြပါလေဗျာ လက်တွေ့ရပါဒီခန္ဓာကြီး၅ပါးရတယ်လို့ကမြဲလားမမြဲလား မမြဲပါဘူးဗျာ ရှင်းရလားချမ်းသာ ရှင်းရပါလေဗျာ ပိုင်ကလားမပိုင်ဘူးလား ပိုင်ပါဘူးဗျာ သွားတွေ့တာပဲဩတကယ်ကိုမိမိတို့လာကြုံတွေ့လိုက်တာခန္ဓာ၅ပါးဟုတ်သလား မှန်ပါလေဗျာ ခန္ဓာ၅ပါးရတဲ့ချိန်ကသာရင်ပြန်ကြည့်လိုက်တော့အိုမယ်နာမယ်သေမယ်ဘာတွေ့အိုနာမယ်ပဲတွေ့တယ်ပေါ့ မှန်ပါဗျာ ဒီအိုနာသေးကိုရနေခြင်းအခြေခံအကြောင်းကိုပြန်ကြည့်တော့ခန္ဓာ၅ပါးရှိတယ်ဒါလို့မဟုတ်လား မှန်ပါဗျာ ဒီတော့ခန္ဓာ၅ပါးရှိနေပြီအတွက်ကြောင့်အိုဘေးဒုက္ခကလည်းမလွတ်မြိုင်မလွတ်နိုင်အိုဘေးဒုက္ခလွတ်ပါမလား မလွတ်ပါဘူးဗျာ နာဘေးဒုက္ခကို မလွတ်ပါဘူးဗျာ သေဘေးဒုက္ခကို မလွတ်ပါဘူးဗျာ ဘယ်မှပြေးမလို့ရနေတာဘူးကိုကရနေပြီလေဟုတ်ကလား မှန်ပါဗျာ အဲ့လိုရနေပြီဆိုတော့ဘယ်လိုလုပ်ပြေးလဲမပြေးတတ်တော့ဘူးဒါကြောင့်မို့
ဩဘေဒုက္ခနာဘေဒုက္ခသေဘေဒုက္ခတွေကိုကြည့်လိုက်တော့ခန္ဓာ၅ပါးရတဲ့အတွက်ပြည့်နေသည်လို့တော့ဘုန်းကြီးတို့အားလုံးကခန္ဓာ၅ပါးရပြီဆိုရင်လိုက်ဆိုတော့ငါခန္ဓာယုံနံစ ငါခန္ဓာယုံနာငါ ငါလို့ဆိုငါမဟုတ်ငါခန္ဓာယုံနံစ ငါခန္ဓာယုံနာဗျာ သုတ်တံဝမြေမာ ဩဒဝဒီမာ ယုံနံယပြေမကွာရေ မြုပ်နှံရဒီပွားတယ် ဒီနေမြေရွာအတွင်း ဒီနေ့ဒီရွာအတွင်း မြေတွင်မှာအိရှာရမှာမို့ ရေတွင်မှာအိရှာရမှာမူ ဒီဘုံမောတေကျုခံရမှာမို့ မိဘုံမောတိယုခံရမှာမူ သိတရားဘလူတို့ဘုံ ထိတ်เสียပါလူတို့ကို ဝဲပြန်လို့သော ဝဲပြန်လို့ဆို လူငါပဲလို့ခေါ်မှယုံရဲ့ယောတရားဘုံဟုတ်နိုင်ဘူးကွယ်လေ ရောတရားဘုံမဟုတ်နိုင်ဘူးကွယ်ဒီ ဘုန်းကြီးတို့ပရိက္ခရလိုက်ပြီတဲ့သူချမ်းသာမပြောဘူးလား ပြောပါလေဗျာ လူချမ်းသာနတ်ချမ်းသာမြမချမ်းသာနိဗ္ဗာန်ချမ်းသာချမ်းသာကြီးပြောလိုက်တော့လူချမ်းသာလည်းပါသွားလူချမ်းသာလို့ခေါ်နေသည်တကယ်တမ်းကျတော့ဒုပရိသယေခန္ဓာ၅ပါးရတဲ့ကလာပြီနော်ငါခန္ဓာယုံနံစသုတ်တံဝမြေမှာခန္ဓာ၅ပါးရပြီတဲ့ကသုတ်တံဖို့ဖြစ်နေပါလားတောင်းဝေကလေးမဖြစ်သေးဘူးလား ဖြစ်ပါလေ ညာလည်းမရောက်သေးဘူးလား ရောက်ပါလေဗျာ ငါခန္ဓာရနေပြီဆိုရင်တော့သုတ်တံဝမြေမှာဘယ်မှာပြေးမလို့ဘူးသွားရတော့မယ်တေးသေးချာချာပဲဟုတ်လား ဟုတ်ပါဗျာ ဘလောက်ပဲဘုန်းကြီးတို့လည်းကြောင်းကြီးတွေကောင်းကောင်းသောက်ပြီးနေရွှေကြောင်းကြီးတွေပဲသောက်နေဒီနေ့ကြတော့သုတ်တံမဲ့သွားဖို့ဖြစ်တယ်ဘယ်သူမှမထားပါထားရလား မကားပါဘူးဗျာ တို့သူတော်ကောင်းနေတယ်ခန္ဓာ၅ပါးရနေတဲ့ကာကြတော့ဒါတွေဟာသုတ်တံဝမြေသွားဖို့မှာပါလားလို့တံဝေကလေးအမြဲဖြစ်ဟုတ်သလား ဟုတ်ပါလေဗျာ မန်နေကြတော့ဒေါသမန်နေကြအကုန်ကြဒါကြောင့်မို့ငါခန္ဓာယုံနဲ့စသုတ်တံဝမြေမှာမြုပ်နှံရပြေမကွာလေသွားမြုပ်ပြုနော်ပြေကြီးတဲ့သွားမြုပ်ပါဘယ်ဥပုမာတော့ ဒီကြီးတယ်ဟုတ်ပါဗျာ မြုပ်နှံရပြေမကွာလေဤနေမြေဝတွင်မြေတွင်မှာအိရှာရမှာမို့ပြေကြီးတဲ့သွားပို့ကြတာပဲဒါကြောင့်မို့မာနေမာနာတွေဒေါသတွေအာကာသတွေယဉ်ညိုတွေဘာမှရှိဖို့လိုရလားဟိ မလိုပါဘူးဗျာ အဲ့ဒါလိုသဘောပေါက်ဖို့လိုတာပေါ့နော်မြေတွင်မှာအိရှာရမှာမို့ဆိုတော့ကိုယ်ခန္ဓာကိုသုံးသပ်ကြည့်တော့မြေကြီးတဲ့သွားဖို့မှာပါလားနောက်တစ်ခုမိဘုံမောတိကျုပ်ခံရမှာမို့ဩမိဘုံမောသွားဖို့မြို့တွေကြတော့လဲသူတို့စက်တွေဘာတွေနဲ့ပြင်ဆင်လုပ်ကြတော့ထိုးထည့်လိုက်တဲ့သူမိကိုလေးတလူလူထွက်တာနဲ့ပျောက်မသွားဘူးလား ရောက်သွားပါလေဗျာ စဉ်းစားသမှာပိုင်နိုင်စဉ်းစားပိုင်နိုင်သိပိုင်နိုင်သတိထားပြောင်းလာပါလိမ့်မယ်စိတ်တွေပြောင်းသွားလိမ့်မယ်ဒုပရိသစိတ်တွေပြောင်းသွားလိမ့်မယ်အဲ့မပိုင်နိုင်လို့တကယ်မသိလို့မပြောင်းနေနားလေလား ဟုတ်ပါဗျာ ဒီတော့ဒီကန္တာကြီးဒီမိဘုံနဲ့တင်ရှို့မှာကိုတော့ဘာမှလည်းကိုယ်တော့ဘာတစ်ခုမှမကြံဒိဋ္ဌိယဝလူဘုံဝဲကြလို့ဆုံးဝဲလိုက်ဆုံးလိုက်
ကွဲလိုက်ဆုံးတိုင်းနဲ့ဘဝရေမန္တရာတဲ့ကြောင့်လုံးကျင်းလည်လာတာမများဘူးလား များပါတယ်ဗျာ ခန္ဓာရဲ့ပြောင်းကောင်းနေပြောင်းနေပြောင်းနေတာမများဘူးလား များပါတယ်ဗျာ ဟောဒီမြေမိမိတို့ဒုပရိသတ်တွေတရားတိုင်းနဲ့တရားလက်ညှိုးလေးအောက်ကိုထိုးကြည့်ဘုန်းကြီးတရားဟောတဲ့မလင်အောက်ကိုလက်ညှိုးလေးထိုးကြည့်အယိုးတွေတောင်းလို့ပုံလာတာဘလောက်တော့များခဲ့လဲမပြောနဲ့ကိုသိလို့လားမသိဘူးကိုကတော့မသိတာအယိုးတောင်းပုံသွားဟုတ်သလား ဟုတ်ပါတယ်ဗျာ ကိုကတော့သိရလား မသိပါဘူးဗျာ ဒါပေမဲ့အယိုးတွေတောင်းပုံမနေဘူးလား ဟုတ်ရပါတယ်ဗျာ အဲ့ဒါတတိလေးကြားလိုက်ပေါ့ဟုတ်လား မှန်ပါဗျာ သန္တရာကြီးကမရှိဘူးလားဟိ သိပါတယ်ဗျာ ခြေလာတဲ့သန္တရာတစ်ယောက်မှရလာတဲ့ခန္ဓာတွေရတဲ့ခန္ဓာတွေအိုးလိုက်နားလိုက်ဒေလိုက်နဲ့ပြစ်ခဲ့သည်အဲဒီလိုပဲတပ်ပြီးတော့အိုးမနောင်းမယ်သေအောင်မယ်ဆိုတော့တို့ရှုံးပြီးဖို့ကွယ်မရှုံးဘူးလား ရှုံးပါတယ်ဗျာ အဲ့ဒီကတိလေးဉာဏ်နဲ့ရှိပြီးတော့ဉာဏ်လေးနဲ့ဥပြီးတော့တို့အိုခြင်းနာခြင်းသေခြင်းကသုံးခဲ့တာများခဲ့ပါပြီဒါလုံးမလား မှန်ပါဗျာ ကျုံခဲ့တာလည်းများခဲ့ပါပြီဒါတွေတို့လွတ်မြောက်အောင်ဟောအတိကဝဲလာမယ်နော်လွတ်မြောက်အောင်တို့ကြိုးစားမယ်လွတ်မြောက်အောင်လုပ်မယ်ဆိုတော့အကြောင်းသမုဒိယသစ္စာအကြောင်းကဘာလဲ သမုဒိယသစ္စာပါဗျာ အကြောင်းသမုဒိယသစ္စာကိုပယ်မှအကျိုးဒုက္ခသစ္စာချုပ်ငြိမ်းမယ်အဘောပါရလား ပါပါတယ်ဗျာ အကြောင်းသမုဒိယသစ္စာရှိနေရင်အကျိုးဒုက္ခသစ္စာမရဘူးလား ရပါတယ်ဗျာ ဒီတော့ဘုန်းကြီးတို့ယခုရနေတဲ့အကြောင်းကြောင့်အကျိုးဆိုတော့အတိတ်ကအကြောင်းမပါလာဘူးလား ပါလာပါတယ်ဗျာ သိလို့လားမသိလို့လား မသိလို့ပါဗျာ မသိလို့လုံလာတဲ့ခန္ဓာအဝိဇ္ဇာမသိမှုနဲ့နော်မသိဘဲနဲ့ဖြစ်လာတဲ့ခန္ဓာတွေလုံလာကြသည်မလုံဘူးလား ဟုတ်ပါတယ်ဗျာ လုံတာဘောသိလို့လုံတာလားမသိလို့လုံတာလား မသိလို့လုံတာပါ လုံလာတယ်ရတော့ဒုက္ခသစ္စာတဲ့ရတော့ဘာသွားရ ဒုက္ခသစ္စာပါဗျာ ဒီဘက်ကပြစ္ဆုတ်ပံခန္ဓာ၅မျိုးကျတော့ဝိညာဏယုတ်တလာယနာဖတ်တာဝေဒနာဆိုပြီးတော့မရဘူးလား ရပါတယ်ဗျာ ပြစ္ဆုတ်ပံကျိုး၅မျိုးတဲ့ပြစ္ဆုတ်ပံကျိုးပါလဲ ငါးမျိုးပါဗျာ တို့ကြည့်ဝိညာဉ် ဝိညာဉ် နာယုတ် သာလာယ တလာယနာဖတ်တာ ဝေဒနာ ဝေဒနာအဲ့ဒီ၅မျိုးကိုပေါင်းလိုက်တော့ယုတ်နာမရဘူးလား ရပါတယ်ဗျာ ကဲယုတ်နဲ့နာမဲကြံတော့တာဗောဟုတ်လား မှန်ပါဗျာ အဲ့တော့ယုတ်နဲ့နှစ်ခုပေါင်းစုလိုက်တော့သေမှုကတွဲဘာကြံသေးလဲသဘောပါလား ပါပါတယ်ဗျာ အဲ့ဒီလိုလေးဒီသဘောကျနားလည်ပြီးတော့ခန္ဓာကိုဉာဏ်ကိုနဲ့လှည့်ပြီးကြည့်လိုက်တော့ဒီခန္ဓာကိုလွတ်မြောက်ဖို့ဆိုရေးမကြည့်ဘူးလား ပြီးပါတယ်ဗျာ အဲ့တော့ဘာကိုချုပ်ငြိမ်းရမလဲသမုဒိယသစ္စာကိုပယ်တတ်ကမယ်ဘာကိုပယ်တတ်မလဲ သမုဒိယသစ္စာပေတာမှာပါ လူကျင်မှုသမုဒိယသစ္စာပယ်တတ်လိုက်တော့ဒုက္ခသစ္စာကလာသေးလား မလာတော့ပါဘူးဗျာ ဒုက္ခသစ္စာမလာတဲ့အတွက်မချုပ်ငြိမ်းပါဘူးလား ချုပ်ငြိမ်းပါလေဗျာ အမှန်တိုင်းကိုချုပ်ငြိမ်းအောင်သိသွားတာကမေဃသစ္စာဘယ်လိုသိလို့လဲ လက်္ဂသစ္စာပါဗျာ မေဃသစ္စာကအမှန်တိုင်းသိလိုက်တဲ့အတွက်နောက်တစ်ပတ်ခန္ဓာတွေလိုချင်သေးလား လူကျင်တော့ပါဗျာ ချုပ်ငြိမ်းယုံသိမ်းသွားတော့ဗာသစ္စာဒီရောဓသစ္စာတဲ့ဗာသစ္စာလေ နိရောဓသစ္စာပါဗျာ အဲ့ဒီလိုအသိဉာဏ်လေးတွေနဲ့ရှင်တွဲပြီးတော့ဒီနေ့ထူးကံမြင့်မြတ်တော့ဗုဒ္ဓဘာသာတို့ဤဥပုပ်သီလစောင့်တည်တဲ့ကုသိုလ်မြတ်ကြီးသည်နိဗ္ဗာန်တိုင်အောင်မငြိမ်းချမ်းဘူးလား ငြိမ်းချမ်းပါလေဗျာ ဒီတော့တို့သူတော်ကောင်းတွေနိဗ္ဗာန်တိုင်အောင်ငြိမ်းချမ်းစွာရှင်းကြံအားထုတ်ဆောင်ရွက်ပြုလုပ်နိုင်ကြပါစေလို့သင်ဟောရင်တို့ဘဂဝါဘုန်းတော်ကြောင့်မတတ်တဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဒီလေဒီကရုဏာကျေးဇူးအာယုံပြု၍ဟောကြားသုံးမ
ဗျာ